할렐루야. 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 ဒီနေ့အခုကောင်းခါကောင်းကိုပြင်ဆင်ပေးတဲ့ဘုရားသခင်ရဲ့နာမတော်ကိုဆေးဥစွာချီးမွမ်းပါတယ်ဒီလိုမျိုးကျွန်တော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဝယ်ငါဖွင့်ပေးတဲ့ပါစတာနဲ့သူမိသားစုပေါ်မှာတော်လကောင်းအတင်းသူအတင်းသားများအားလုံးပေါ်မှာကျေးဇူးတင်တယ်ဆိုတာကျွန်တော်ပြောလိုပါတယ်အထူးသဖြင့်ဒီကနေ့ဒီနေရာမှာဘုရားသခင်ကိုချီးမွမ်းကိုးကွယ်ဖို့လာကြတဲ့ယုံကြည်သူတို့တယောက်ရှိအသက်တာမှာလည်းအသက်တပံဘုရားသခင်ကောင်းချီးပေးပါစေတကယ်ပဲကျေးဇူးတင်ပါတယ်ဒီကနေ့ကျွန်တော်ထင်ထားတာတဲ့ကျွန်တော်တို့ဒီနေ့လူတအားများတယ်ဟာလေလုယာကျွန်တော်တို့ဒီနေ့ရောက်ရှိတော်သူများဟာဆိုလို့ရှိရင်ဘုရားသခင်အလိုရှိတော်သူများတာဖြစ်တယ်ဟာလေလုယာကောင်းကြီးခံစားတော်သူများဒီနေ့ရောက်ရှိတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ဒီနေရာမှာဒီနေ့အများကြီးလာခြင်းတယ်ဒါပေမဲ့မိုးလဲယူတော့မလာနိုင်တာဟာလေလုယာဒါကျွန်တော်တို့ဒီနေ့ရေကိုရောက်ရှိခြင်းဟာကောင်းကြီးခံစားရမယ့်လူဖြစ်တဲ့အတွက်ကောင်းကြီးခံစားရမယ့်လူဆိုပြီးကျွန်တော်တို့တရားနဲ့တရားlet'sလို့ဆရာအောင်ဘုရားကောင်းကြီးခံစားမဲ့လူဆိုပြီးကောင်းကြီးခံစားမဲ့လူဟာလေလုယာတရားနဲ့တရားလို့ဆက်ပြီးမှကျွန်တော်တို့ကောင်းကြီးခံစားမဲ့လူဆိုပြီးမှလို့ဆရာအောင်နော်ဟာလေလုယာKale, tapi oh,ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ကောင်းကြီးခံစားမဲ့လူဆိုတဲ့အခါကျတော့ကျွန်တော်ဒီနေ့ဘာကိုအားပေးဖို့ကျွန်တော်တရားဟောမလဲဆိုပြီးကျွန်တော်စဉ်းစားတဲ့အချိန်မှာဘုရားသခင်ကကျွန်တော်တို့အတွက်အကောင်းဆုံးtopic ပေါ့နော်ကျွန်တော်တို့ခေါင်းစဉ်ကိုပေးထားပါတယ်ကျွန်တော်ဒီတရားကိုအားမပေးခင်မှာကျွန်တော်ဗာပြောချင်လဲဆိုတော့ဒီကနေ့ညမှာကျွန်တော်အချိန်အကြာကြီးမယူဘူးကျွန်တော်တရားကိုအရှိဟောမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့မြန်မာစကားပုံမှာရှိတယ်တရားသူဟောတော်သူဒီမင်္ဂလာရှိတယ်ဟာလေလုယာတရားသူဟောတော်သူဒီပြန်လဲဖိတ်ခေါ်ခြင်းကိုခံရကြละတန်းအရာပြတ်တဲ့ဘုရားခင်ကောင်းချီးပေးပါစေကျွန်တော်တို့ဒီ USA ကျွန်တော်မလာခင်မှာဆိုလို့ရှိရင်ကျွန်တော် gospel သွားတယ် outreach သွားတယ်လေသွားတဲ့အချိန်မှာတကယ်အတင်းတော်ကြီးမှာကျွန်တော်သွားတဲ့အချိန်မှာအတင်းတော်တပါးမှာကျွန်တော်တို့မြန်မာပြည်မှာလဲပါစတာတွေလေဆရာတွေသူတို့နာမည်မှာအင်္ဂလိပ်နာမည်တွေတတ်ချင်ကြလာပြီတတ်ချင်တယ်ဆိုတော့အဲ့ဒီဆရာရဲ့နာမည်ကဘယ်လိုလဲဆိုတော့သူအင်္ဂလိပ်နာမည်ဘာမီတွန်လို့ပါတယ်ဟာဘာမီတွန်နော်ကျွန်တော်ဒါကြောင့်ဒီနေ့ဘာမီတွန်ဆရာမဖြစ်အောင်အကြာကြီးကျွန်တော်အချိန်ယူမှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်ဟောမယ့်အရာဒီနေ့ကျွန်တော်တော်လို့တတ်လို့မဟုတ်ဘဲနဲ့ဒီကျွန်တော်ဖတ်တဲ့ကြံချက်ကကျွန်တော်ဟောမယ့်အရာကခမရတော့အမေရန်ဖတ်နေကြကြံချက်လည်းဖြစ်နိုင်ပါတယ်ခမရတော့အမေရန်ကြားနေတဲ့အရာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ဟောတဲ့ကျွန်တော်တို့ဖတ်တဲ့ကြံချက်ကလေကျွန်တော်တို့အတွက်ဘုရားသခင်ကအတိတ်တပံကောင်းချီးပေးပါစေအတော်နဲ့အပြန်မတူအောင်ဘုရားသခင်ကောင်းချီးပေးပါစေဆိုပြီးကျွန်တော်ဆုမွန်တောင်းပေးလိုက်တယ်ကျွန်တော်တို့ကျမ်းစာကြောင်းမှာလုပ်ဖို့တယ်ဆိုတော့လေကျမ်းစာကြောင်းမှာလုပ်တဲ့အချိန်မှာကျွန်တော်တို့ debate ဆိုပြီးမှ group ပေါ့10ရောက်တစ်ဖွဲ့10ရောက်တစ်ဖွဲ့ဆိုပြီး group ခွဲတာပေါ့နော် group ခွဲတဲ့အခါကျတော့ဒီဘက် group ကြတော့အဖွဲ့ကြတော့ကျမ်းစာကိုကူးကားတယ်ဒီဘက်အဖွဲ့ကလည်းကျမ်းစာကူးကားတယ်ကျမ်းစာကူးကားတဲ့အခါဒီဘက်အဖွဲ့ကကျွန်တော်တို့ကြောင်းတက်တဲ့အချိန်မှာဆရာကြီးပိုအရေးကြီးတယ်ဆိုတဲ့ခေါင်းစဉ်သူတို့ကိုပေးထားတယ်ဒီဘက်အဖွဲ့ကြတော့ကျွန်တော်တို့ကြောင်းတက်တဲ့အချိန်မှာကြောင်းသားအရေးကြီးတယ်ဆိုပြီးခေါင်းစဉ်ပေးထားတယ်ဆိုတော့ကျမ်းချက်တွေကောက်ပြီးမှကျမ်းချက်နဲ့သူတို့ debate လုပ်ကြတာ10မိနစ်လောက်အချိန်ပေးတယ်အဲ့ဒီကနေသူတို့ debate လုပ်ကြတော့တချို့ကကြောင်းမှာဆိုလို့ရှိရင်ဒီမှာလဲနော်ရှိမှာတချို့ဒီမှာမိဘတွေလဲဆရာတွေလဲစိတ်ထဲမှာရှိမှာပဲနော်တချို့တွေကကြောင်းကောင်းတယ်ဆိုရင်
เจ้าอายีจีเดดามาโมเชียรีอายีจีเดดามาโมตาตามีเจ้าตาเดอายีจีเมสุเรดิมามีบ้าเลยเลสีกองสีเมเนาะจนอ just လို့တာမဟုတ်ဘူးဘယ်ဟာကောင်းလဲဘယ်ဟာမကောင်းဘူးဆိုတာကျွန်တော်ပြောချင်တာမဟုတ်ဘူးကျွန်တော်ပြောချင်တဲ့အချိန်ပြောချင်တာကတော့ဒီဘက်မှာဆရာကောင်းတယ်ဆိုတဲ့အခွင့်တွေအရင်ပြောခိုင်းတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျောင်းတက်တဲ့အချိန်မှာကျောင်းဆရာတွေကကောင်းကောင်းမတင်ပေးဘူးဆိုရင်ကျွန်တော်တို့ဆရာမကောင်းဘူးဆိုရင်ဆရာမပြနီးမကြဆိုပြီးမှကျွန်တော်တို့ဘယ်လိုမှတိုးတက်မှာမဟုတ်ဘူးဆိုတဲ့အရာကိုသူတို့ပြောဒါပြီးသူတို့ပြောပြီးတဲ့အချိန်မှာဒီဖက်ကျောင်းသားရေးကြီးတယ်ဆိုတဲ့အဖွဲကပြန်ပြောတဲ့အခါမှာပြောလဲဆိုလို့ရှိရင်ဆရာတွေဘယ်လောက်ကောင်းကောင်းကျောင်းဆရာဆရာမတွေဘယ်လောက်ကောင်းကောင်းသူတို့ဘယ်လောက်ပဲတင်ပေးတာကောင်းကောင်းကျွန်တော်တို့ကျောင်းသားတွေကနားမထောင်ပဲနဲ့ဒါမှမဟုတ်ဒီဖက်နားကနေဝင်ပြီးမှဒီဖက်နားကနေထွက်တယ်ဆိုရင်ကျွန်တော်တို့ပညာရမှာမဟုတ်ဘူးဆရာတွေအရေးကြီးတယ်ကျောင်းသားတွေအရေးမကြီးဘူးဆိုပြီးသူတို့ဒီဘေးလုံးကြတယ်ကျွန်တော်ဒီနေ့ပြောချင်တယ်ကျွန်တော်ဘယ်လောက်ပဲဟောကျောင်းသားတွေကဒီဖက်ဝင်ပြီးဒီဖက်ထွက်ရင်အလကားဖြစ်မှာကျောင်းသားတွေကဘလောက်ပဲစာပြင်ချင်းစိတ်ရှိဝါဒနာပါနာတော့ကျွန်တော်ကမဟောဘူးဒီတိုင်းထိုင်နေဆိုရင်လေအရှင်မပြေဘူးကျွန်တော်ဒီနေ့ကိုအပြည့်ချင်တယ်နှစ်ယောက်စလုံးအရေးကြီးဆုံးဖြစ်တယ်ဒါကြောင့်ကျွန်တော်ဟောတာကတော်လို့တတ်လို့ကျွန်တော်ဟောတာမဟုတ်ဘူးဖခင်ရဲ့ခြေလူကျောင်းသားယေရှုကြောင့်တကျွန်တော်ဒီမှာရပ်တည်နိုင်တာဖြစ်တယ်ဟာလေလုယာယေရှုဘုရားကဒီနေရာကိုကျွန်တော်ကိုပို့ဆောင်လို့ကျွန်တော်ဒီနေရာရောက်ရှိနိုင်တာဖြစ်တယ်ကျွန်တော်တော်လို့တတ်လို့မဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်ဟောတာကိုတော်ရီဖြစ်စေမတော်ရီဖြစ်စေကျွန်တော်ဟောတာကိုဒီမှာယုံကြည်သူတွေကကောင်းကောင်းဒီကနေဝင်တယ်လို့ဒီကနေမထွက်ခိုင်းဘူးဆိုရင်ကျွန်တော်တို့ဒီနေ့အလာနဲ့အပြန်နဲ့တူမှာမဟုတ်ပဲတဲ့ကောင်းကြီးမင်္ဂလာနဲ့အိမ်ပြန်ကြမှာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကောင်းကြီးခံစားရမှာဖြစ်တယ်ဆိုတာကျွန်တော်ပြောလို့တယ်ဒါကြောင့်မို့ကျွန်တော်တို့အသက်တာရေးကြည့်တယ်ညီအကိုမောင်နှမအားလုံးရဲ့အသက်တာရေးကြည့်ပါတယ်ကျွန်တော်တို့ရဲ့အသက်တာကဘယ်လိုခေါ်မလဲတာမန်လူမဟုတ်ဘူးဘုရားကြောင့်ထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အသက်တာကလေးကနေအကြီးဆုံးတိတိုင်အသက်ကြီးဆုံးတိတိုင်ကျွန်တော်တို့အသက်တာမန်လူမဟုတ်ဘူးမိမိုင်းကနေလုံးဒီကစိတ်ထဲမှာထားကြပါတားတွေတမီးတွေအခုငယ်လေးအဲ့ဒီတားသမီးတွေကနောက်မှာဆိုလို့ရှိရင် USA ရဲ့ President Prime Minister ဖြစ်နိုင်တယ် Hallelujahဖြစ်နိုင်တယ်မဖြစ်ဘူးတော့သူပြောရဲလေဒါကြောင့်မို့ဒီကနေ့ဒီမှာစိတ်ထဲမှာတော့လူနေနေလေးဆိုပြီးအားငယ်စိတ်ရှိပေါင်းရှိလိုက်မယ်လူနေနေလေး present worship လဲအားရစရာမရှိဘူးတရားဟောတာလဲအားရစရာမရှိဘူးဘုရားကြောင့်လာတဲ့လူလဲနေနေလေးဆိုပြီးအားငယ်စိတ်မရှိနဲ့ကျွန်တော်ကျမတို့အပေါ်မှာအရေးကြီးဆုံးပဲယူကျွန်တော်အတွက်ယူကနေလို့ဒီမှာနော်ဒီတော့အတွက်ယူကကျွန်တော်ဒါကြောင့်ဒီနေရာမှာအရေးကြီးဆုံးပုတ်ဖို့ပဲသူလဲဆိုရင်ကျွန်တော်ကျမတို့အားလုံးဖြစ်တယ်စိတ်ဓာတ်မကြပါနဲ့ကျွန်တော်ကိုအားပေးခြင်းတယ်ကျွန်တော်2000ခုမှာကျွန်တော်မိဘပဲစတင်တယ်2000ခုနော်ဆိုပြီးရန်ကုန်မှာ2000ခုမှာမိဘမဲ့4ယောက်လောက်နဲ့စတင်တော့အလုံးမရှိဘူးဘာမှဝင်မရှိသေးဘူးယုံကြည်ချက်နဲ့ပဲကျွန်တော်အစ1996ကနေ2000ထိကိုကျွန်တော်ရန်ကုန်မှာ4နှစ်ကျန်းစာကျောင်းတက်ခဲ့တယ်ကျန်းစာကျောင်းတက်တဲ့ခါကျတော့ဖယားတကယ်ကျွန်တော်ကိုလူပါရင်ပေးတယ်ကျွန်တော်မနေ့4နာရီ5နာရီလောက်ဆိုထားပြီးစူတောင်းပြီးဒါနေ့မှာဖယားတကယ်ရဲ့လူပါရင်ပေးတယ် ministry တခုခုလို့ကိုလူပါရင်ပေးတယ်ဒါပေမဲ့ကျွန်တော်ကကျောင်းသားဘောဆိုတော့လုံးမဖြစ်သေးဘူးတခါဒါပြီးတော့2017ကနေ2000တိကနေ2004နှစ်ကျွန်တော်ဘင်္ဂလောမှာကျောင်းတက်ခဲ့ပါတယ် Faro Study တွားတက်ခဲ့ပါတယ်ကျွန်တော် Master နဲ့ပြန်လာတာပေါ့နော်အဲ့ဒီ4နှစ်တက်တဲ့အချိန်မှာလဲဖယားကျောင်းလာဆက်တောင်းတဲ့အချိန်မှာဖယားတခင်ကကျွန်တော်ကိုစကားပြောတယ် Ministry တခုခုလို့ဖို့ကျွန်တော်စကားပြောတယ်ဒါပေမဲ့အဲ့ဒီချိန်မှာလဲကျွန်တော်ကကျောင်းသားပဲဖြစ်ပြီးတော့10နှစ်လုံးကျွန်တော်မစ
사디 나이 되고 바마 마록 나이 되고 신의 공과비 라비로 저노 에디마 에디안에 피안라레 타자로 양공야오데 양공과 저노 니야 행체자로 레니 롱롱테마 파야다키가 저노 수동다고 나냥비마 레니 세나니 롱롱 저노 파야다키가 저노 고사카브레 에디 체마 바베 피피 저노 알롱레 마시부 운웨레 마시부 다음에 파야다키의 알로로 피메 소인 소비 저노 세 아사상 수동비마 나우송마레 파야고베 타이빈 수동 두고베 아장동마레 파야다키야 나우송마 저노 비송로 마 비송로 호베네 비다루가 디보마란 샤오데 칭마 예수 그리스도 때때 지레가 디보마란 샤오나이데 미신의 미영자바 비다루가 예수 고베 지레 칭마 란 디보마란 샤오데 다음에 땅에 친고 지레 다마모 디베고 지라이 고베고 지라이 마나 통나오 너 마나 통비마 땅에 친데시마 저노레 예수 게도 란 샤오나이데 예보마 란 샤오나이데 소비 마마나데 통로아데 아칭마 와 예테가데 민묘데 잔사데 마시데 다자모 저노로 저노 바마 모부 바마 말로타부 파야다키 마바부 순저노 바마 아야야 마모부 아심비 마모부 소라 저노 티데 수동네 파야다가 공지 베로 저노 나타고 kunma jono ministry da pusa tin bima na thong senit ma jono preschool ho no nursery school sa tin ke bare aku jono do nursery school suin lu 60 lak si de da me aku jono la de ching ma sia ma de ma pi song de kha ja ho no jono le ma si de kha ja ro trong ta tông sẽ vào chỉ để trong một chỗ nó đó aku suy pi ta mà đi pi đó ta mi tông nhau chỉ để nhà mà theo như cả preschool children ministry của sòng này để chính khi để cho nó cho nó missionary lâu để đã pi đó just spending đi cho nó lâu để outreach đi qua để ta nhìn là cái này tao trả đi chỉ của cho nó đó outreach qua để cho nó đâu yak quất mà xuống lâu xin suy pi ta sẽ yak quất cả suy pi ta tam nhiêu nè lúc mà chế xong yak quất pi đấy ta cha nhiêu yak quất đặc khu nè xuống cho nó đâu yak quất đặc khu đủ lâu về đã ta cái chế đấy yak quất pi đấy đi mà xuống lâu xin đi chỉnh hà mà cho nó đâu mà dùng gì đấy nhà cùng bóng mà bỏ nó cái gì nhà nhiều lúc yak sai lúc mà anh nhá gì xí đấy nhà pi đấy trong một đi nhà mà cho nó mua đó missionary lâu này đấy chỉnh pi đấy trong một cho nó nhà mà pi pian đấy chỉnh mà đấy SCCI tin đó các cho nó tuổi cho nó lúc ministry tuổi nhà mà có về ministry tuổi chủ tông pi mà cho nó lúc của mẹ ra pi cha ba số pi cho nó chủ tông tìm cái gì này cho nó tiết khan mà cha chỉ là pi đấy cho nó đấy bên này bên nhau SCCI tuổi cho nó mẹ ra chủ tông này mẹ số là cho nóပြောလို့ပါတယ်ကျွန်တော်တို့ webboard ထဲမှာရေးပြီးတော့မှ SCCI ဒါမှမဟုတ် Pastor ရှမ်းတို့မိသားစုပဲဖြစ်ဖြစ်ပါ boy တို့မိသားစုပါညာကျွန်တော်တို့ရေးပြီးမှအမြဲတမ်းရှုတောင်းပါတယ်စနေနေ့ဆိုရင်ကျွန်တော်တို့ပါလေနေ့လယ်လောက်ဆိုရင်တင်သားနေလောက်ပြီးမှညနေမှာအမြဲတမ်း home cell လုပ်တယ်ကျွန်တော်တို့စနေနေ့ home cell လုပ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီမှာလဲကျွန်တော်dia tinto SCCI tinto le ku api chine sanini ma hum se lo da ka take kong de di ma shi de yong ji tu ya yong ji pita Christian fit pe me alo lo de ne ya phit de ကျွန်တော်တို့ဖက်ကြတော့ခရိယာမဟုတ်ဘူးမယုံကြည်တဲ့လူဖြစ်တဲ့အတွက်ကြောင့်စနေနေ့ home cell လုပ်တာကတော့တကယ်ထီရောက်မှုရှိဆုံးကမနေ့ပင်ဘုရားကြောင့်တနင်္ဂနွေနေ့ဆိုတော့ဒီညမှာအားလုံးစုံရင်မနေ့ပင်ဘယ်တော့မလဲOT ရှိလားoff day လားမ off ဘူးလားဆိုတာညမှာတိပြီဆိုတော့မနေ့ပင်တော့ဘာပဲဖြစ်ဖြစ်ဘုရားကြောင့်လာကြတယ်နော်ကျွန်တော်တို့ဒါကြောင့်မို့အဲ့ဒါကြောင့်မို့လည်းမဟုတ်ပဲနဲ့စနေနေ့တိုင်း home cell တော့မပြတ်မကွက်ကျွန်တော်တို့လုပ်တာဖြစ်တယ်ဒီမှာလည်းကျွန်တော်တို့အားလုံးစုံနိုင်ဒီဖြစ်စေမစုံနိုင်ဒီဖြစ်စေကျွန်တော်တို့ညနေစနေနေ့ညမှာ home cell ရှိရင် home cell ကိုတရားဟောပါညာမဟုတ်တော့မှကိုခွန်အားရတဲ့တေခန်ချက်တေကျန်ချက်အပိုင်ဟာပဲဖြစ်ဖြစ်ပေါ့နော်စူတောင်းတနိုင်လောက်ပဲဖြစ်ဖြစ်စူတောင်းအစီအစဉ်ယူမယ်ဆိုရင်နောက်ရက်တနင်္ဂနွေနေ့တော့
ကျွန်တော်ကမနစ်တဲ့ OT ရှိတယ်ဟာမအော့ဘူးဘောအော့တယ်ဆိုတာတီးပြီဆိုတော့ဘုရားကျောင်းကိုလာတာညာခိုင်တော့များပါတယ်ကျွန်တော်တက်တီကနာဖြစ်တယ်ကျွန်တော်အတွက်လည်းကျွန်တော်မိသားစု ministry တွေလည်းစုတောင်းပေးကြပါလို့ကျွန်တော်ပြောလိုတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောစရာအများကြီးရှိတယ်ဒီကနေ့ဆရာပြောတယ်လို့ကျွန်တော်ကဒီIndianapolis ကျွန်တော်3ချိန်ရောက်တာဖြစ်တယ်ပထမအချိန်မှာနီယာကိုဟာခါချက်စကကျွန်တော်ဖိတ်တယ်အဲ့ဒီချိန်မှာကျွန်တော်တရားမသိတာမမြင်သေးဘူးတရားမမြင်သေးဘူးဒီမှာဘယ်သူရှိလဲဆိုတာမသိသေးဘူးဒုတိယခေါက်ပြန်လာတဲ့ခါကျတော့ယုံမီအဖွဲ့ပေါ့နော် Zombie Christian Indianapolis အဖွဲ့တွေပေါ့ဒီချင်းအတင်းတော့ကျွန်တော်ဖိတ်တယ်နာခါဒီ3ခါကျတော့ကျွန်တော်နာခါမြောက်ပြန်သွားတဲ့ခါအလန်ဒါဂျော်ဂျာရောက်တဲ့အချိန်မှာအမအမ်တဲဥရှာငါပုံစံတဲ့ message ပို့တယ်ကျွန်တော်တို့ရှိမှလာနိုင်မလားတောက်ချာလေးဆိုသမင်းစားဖိတ်မယ်စနေနေ့သမင်းစားဖိတ်မယ်တန်လင်းကຫນွေလေးကြတော့အတင်းတော်မှာ SCC အဲ့ဒီချိန်မှာကျွန်တော်ကြားတာ SCC အထိအခုကျွန်တော်ကြားတော့ SCCI ဟာလေလေတခုကိုတော့ကောင်းကြည့်တခုပြန်လာတော့ကျွန်တော်အမအမ်တဲပြောလို့က SCC ဆိုတော့ SCC ချွေပီတာ Christian Church နဲ့တူလို့လေမချလို့လွယ်တာပေါ့နောက်ဒီတဲ့ရောက်တာ Indianapolis ဆိုတော့ချွေပီတာမဟုတ်တော့ Indianapolis နားရတယ်လားနော်ကျွန်တော်အလန်ဒါဂျော်ဂျာရောက်တဲ့အချိန်မှာဆံမဲ့ဖြစ်ဖုန်းဆက်တာခါကျတော့ကျွန်တော်မနေ့ကမှ Indianapolis ကနေตัวพี่มากูจอร์เจียอลันตาရောက်နေတာဆိုပြီးပြောတယ်ဆိုဟုတ်လားဆိုပြီးပြောကြတော့ပြန်လာနိုင်မလားကျွန်တော်လည်းအခုမှဟိုဖေးရောက်တာဆိုတော့ပြန်လာနိုင်မလားမလာနိုင်ဘူးလားစဉ်းစားအောင်မယ်စဉ်းစားတာဘာဖြစ်လို့လဲဆိုတော့အကျိုးဖို့မလွယ်ဘူးလေနော်အကျိုးဖို့ကကျွန်တော်အခုဒီမှာလာမဲ့နီယာကိုတဝင်းခွဲညီလေတော့လေသူ့အမျိုးသမီးမင်းမကမတူပြီးဖက်မရာဖက်သူရဲ့အမျိုးအိမ်လဲချင်လို့သူ့ကိုသူတို့ကားလိုက်တာနဲ့အရှင်ပြီးတာဒါမှမဟုတ်ဘူးကားနဲ့လာတော့ကားခါနဲ့လာပြင်းနေပါနဲ့စိတ်ပူမှလည်းဆရာကြီးစိတ်ပူမှကျွန်တော်တည်ပြီးတာသူကဘုရားသခင်ကိုယုံကြည်တယ်လေဘုရားသခင်ယုံကြည်တယ်မစ်ရှင်မိုင်းရှိတဲ့လူကတကယ်စိတ်ပူမှဆိုတော့ကျွန်တော်တည်ပြီးဆိုတော့မကွန်ဖမ်းရဲဘူးပေါ့နော်မတိချာဦးရှောင်းဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဦးရှောင်းရဲ့စကားပြောတယ်မြန်မာပြည်နေဦးရှောင်းတော့ဒီမှာနေရာကိုမောင်နှမတွေအကြောင်းကြားတယ်သူတို့မတွေ့ဘဲနဲ့မမြင်ဘဲနဲ့ကျွန်တော်မြန်မာပြည်ပြန်သွားတော့ပါပြီးကကျွန်တော်ကိုဖြီးရနေဆိုင်မှာကျွန်တော်အဲ့ဒါမခံနိုင်ဘူးစိတ်ထဲမှာပေါ့နော်ဘယ်လိုလဲဟာတာလို့ဒါတော့မဟုတ်တကယ်မတွေ့ဘူးဆိုတဲ့တဲ့လေဦးဆိုင်မကဦးရှမ်းတဲ့ဝမ်တဲ့ပေါ့မူလောအလောဟောဘာမကဲပြောမှာကျွန်တော်မခါရဲအခုကျွန်တော်စူတောင်းတယ်ကျွန်တော်တွားချင်တယ် DSCC ကျွန်တော်အတီးတဲ့ချိန်က CCT ပေါ့အဲ့ဒီမှာကျွန်တော်တရားဟောတာတော့တက္ကနာထားအောင်ကျွန်တော်ဒီမိသားစုကိုမတွေ့ဘဲနဲ့မြန်မာပြည်ပြန်မယ်ဆိုတော့နိထေကတိလောမောကရေလောအနိထေကတိမြလောမဖိနိုင်ဘူးမဖိနိုင်ဘူးဆိုပြီးကျွန်တော်စူတောင်းတော့ဘုရားသခင်ကတွားမဲ့ကားကြီးအရှင်အရှင်ပြီးစေတယ်နော်ဒီမှာစူတောင်းအားတန်ကြတယ်ဒါကြောင့်မို့စူတောင်းပြီးတော့အရှင်ပြီးတယ်ဒါပြီးတော့ဥရှာကလည်းကျွန်တော်မတွေ့ဘူးဆိုတော့တွားတော့ဆရာဆိုင်မွန်ကရန်ကုန်နေလာတယ်ဆိုတော့သူ့အမိမဘယ်လိုမြင်မလဲတော့မသိဘူးဟိုတယ်မှာတဲမယ်ဥရှာကတော့ကျွန်တော်ကိုဘယ်လိုမြင်မလဲတော့သူကျွန်တော်ကတော့ဝမ်းသာသွားပြီးဟိုတယ်မှာတဲမယ်ဒီလိုအစီအစဉ်လုပ်မယ်ဆိုပြီးပြောတော့ကျွန်တော်နဲ့မထိုက်တန်ပါလားဟိုတယ်တဲဖို့ကျွန်တော်ဘဝကလိုက်သူများရှိမှတော့မရှိမှမဟာရဲတဲ့လူတယောက်ကဟိုတယ်မှာတဲလိုက်တော့ကလိုက်ဆိုင်ကျွန်တော်မစင်စားရဲဘူးဒါမဲ့ဘုရားသခင်ကောင်းမြတ်တယ်သူကတကယ်ကျွန်တော်ကိုချစ်တယ်မမြင်ဘူးမတွေ့ဘူးဒါပေမဲ့ဒီနေ့ကျွန်တော်တို့တွေ့တဲ့အချိန်မှာမနေ့ပိုင်း breakfast စားဒီတော့စားလို့လားဆရာပြောစား breakfast ကျွန်တော်တော့ဟိုစားမကုန်ဘူးတို့တော့အဲ့ဒီ breakfast ပဲရှိသေးတယ်ဒီဟုတ်လားဆရာကျွန်တော်မကုန်ဘူးလို့မကုန်ဘူးထားခဲ့တာဘိုင်ဝါလို့breakfast စားတယ်ဒါပြီးနေခင်းမှလည်းသူ
ตัวเราจะโนซาไหนเดบ่าเบพิพิป่วยจีเบพิพิซาไหนเนี่ยสุปีจะโนโผล่เพราะจะโนต้องไปว่าเลยมาซาไหนเดจะโนป่วยตีมาเลยตัวป่วยจีจะโนมาป่วยโหป่วยตีกูตัวตาวัดซาตีเลยจะมาเองก็เนี่ยดิลิวชันbreakfast ก็เอาว่าซาเลยจะโนตัวเต็มตีขันเสียยังคงยังเต็มตีขันเสีย breakfast เอาว่าซาดาวต้องมาปงเตบูเสียตาเตเลยนับปีนี้กินมาเลยตัวเราพยาเจ้ามาซากินทำยาใบมาว่าผู้สูงแต่ยาห้อเนี่ยมาโมกุสระแต่ผู้สายเอาเลยโอ้โอเคสายเอาเลยเถอะพี่ตัวนั้นเนี่ยตัวป่วยจีมาเลยป่วยจีจะโนป่วยด้าจะโนจีด้าโอ้อาลูโจรีเนี่ยบ้านเนี่ยซาเลยผู้เสียงละโอ้ดิโลบิวซาไหนเดียสุดแล้วมิงมาโชยาตินเดสวิสนาเซียมาท่าไรเดโอ้ซาไหนมาลงไหนน่ะเลยนั่นจะมึงมิงมาโชมันเนี่ยเลยตุโรใส่ตัวเลยจุโรซูชิใส่ตัดเล็ดมาตะขาอากูปฐมาจริงเชียร์ซูบิแม่อาทินมาจีเนโอซูชิใส่ตะขาเบียเอาเด้เนาะอุษยังเนาะซูชิใส่ตัวเลยดีมาอุษยังนี่เลยเนาะดีมาเสียมาหนูบอกเนาะตุโรก็ไม่จูดขันเลยสามเลยบาสองเลยบาหนูจุโนโรเนี่ยเช็ดดาวเนาะซูชิใส่ตัวมาตะขาเบียตัวกูเลยรู้สึกบาสามเลยไม่ได้คำนี้กองใครเดี๋ยวสั่งก็สั่งดูแล้วก็โกงอะไรเลยเดียส่วนจนนามิเลยมาที่บุรุษมาที่บุรุษโซโล่เลยเนี่ยจังโปมาโซโล่จนบ่าวตูท่าเลยเนี่ยจังบ้ามาที่เนี่ยจังโปมาโซโล่กองใครเดี๋ยวสั่งเซ็งเลยมาดิใจเดียวสั่งก็เบลล์ปีบาสุบิตุโรกูเบลตาวปีไล่ดาวเนาะนะจำว่าตะเกียบเชยุสเนี่ยสุดาจุนอพิโอโลเนี่ยพิโอจินอาเมียยี่เว้เมียดาบเมียจุนอนกกบฏอพัดเมเนี่ยจุนอคงอาปีมาจุนอโรกูยาเขาปอชิสิยูมาพิเดอีกนี้จุนอพิโอตัวตะลุจางตายีจีตะลุเสียเลยีจีบาเลนะจำบุจุนอโรอาลาเนอตัวมาตูองสุบิมาพิอาตะกีสิมากองจีขันซาชีจุนอโรอัตเตตาโกดีminit tong se minit 20 minit na se adoi ma jono ro set na long ko di ma be pong alai phu jono pyo lo da phit de chan chet jono ta pai phat lo ba de salam te ya ta se shit hawra phya nai ko long chin di lu ko sa chin the ta yue kong yi hawra phya ko long chin di min ko sa chin the ta yue kong yi phat to chan chet po ma yaw tai so phya tin kong ji pe ba se ကျွန်တော်တို့ဒီလောကမှာအသက်ရှင်တဲ့အချိန်မှာနော်နေမကောင်းတဲ့အချိန်မှာပဲဖြစ်ဖြစ်အလောအရှင်မပြေတဲ့အချိန်မှာပဲဖြစ်ဖြစ်အခက်အမျိုးမျိုးကြုံတဲ့အချိန်မှာကျောင်းသားတွေသားသမီးများပညာသင်ဖို့ကျောင်းသားခတွေပိုက်ဆံတွေခက်ခဲတဲ့အချိန်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့တထူးဖို့ခက်ခဲနေတဲ့အချိန်မှာအားငယ်နေတဲ့အချိန်မှာနေမကောင်းလို့ကျွန်တော်တို့တွေ့ဝေနေတဲ့အချိန်မှာဘယ်သူကိုโคลงโกซาแค่แต่เด้จนเราปัทมาส่งเยซูพยาโคลงโกซาผู้จนเราดินี่กูอาปีชินเด้แต่ช่วงตัวตุ่มยากะคิดแค่จงได้เชิงมาดีมาสู่เราสินจนเราอเมียพีเล่มาซีจาบุอเมียพีก็เนี่ยมาพีมาซีจาเลยซีจาเราดีมานีมากองได้เชิงมาเอยาเทมาမျိုးသမီးနေမကောင်းဘူးအဲ့ရဖြစ်မှာလဲတဲ့အချိန်မှာအမျိုးသားကအနာမှာပြုစုခြင်းနဲ့ဒါပေမဲ့အမျိုးသားအလုံးမတော်လို့မဖြစ်ဘူးလေအလုံးလုံးတဲ့နေရဆိုတော့ကိုတယောက်ဖြစ်ဘာစဉ်းစားနေလဲအဲ့ချိန်မှာအိုးအမေအဖေနာမှာအိုးမြန်မာပြည်မှာဆိုလို့ရှိရင်အမေအဖေညီငယ်ညီမတွေရဆိုတော့ကိုပြုစုမှာပဲစိတ်အားရတဲ့ချိန်စီကောင်းစီလိမ့်မယ်စိတ်အားငယ်တယ်ဆိုတာကျွန်တော်ပြောတာမဟုတ်ဘူးရှိမယ်ဆိုတာလည်းပြောတာမဟုတ်ဘူးဒါပေမဲ့ရှိနိုင်တယ်လူသားအနေနဲ့နော်အားငယ်တဲ့ချိန်ရှိနိုင်တယ်နေမကောင်းဘူးဟိုတယောက်တည်းဟိုကလေးတွေမှာဆော့လိုက်ကလေးတွေထင်းရတယ်ကိုကနေမကောင်းအို USA ဆိုပြင်မဲ့နော်ဗမာပြည်မှာငါပြီးထောင်းတဲ့ချင်မောင်းနဲ့အစားလာတော့မပို့လိုက်တယ်အမျိုးမျိုးစဉ်းစားပြီးမှဒုက္ခခံစားရတဲ့ချိန်အမျိုးမျိုးစဉ်းစားတဲ့ချိန်ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ဒီလိုမျိုးစဉ်းစားတဲ့အချိန်မှာကျွန်တော်တို့ဘာကိုခိုလုံကိုစားမလဲဘယ်သူစီမှာယေရှုတောင်းမလဲဘယ်သူကိုအားကိုးမလဲဆိုလို့ရှိရင်ယေရှုဘုရားကိုပထမဆုံးအားကိုးပါကျွန်တော်ပြောလို့တယ်အမေအဖေကိုအားကိုး
เนี่ยกูมองนะมาริอากูอามิโอริอากูแต่โชคตัวตูเนี่ยช่างตาตัวตูไปสันสีเดลูจนเราเก็บแค่สีเดจิมากูนี่นายตัวตูกูอากูตัดเดอามากูเนี่ยมองกูอากูบ่มันบาเดดาปีเมบาเบพิพิปัทมาเช่นมาพยากินกูอากูบ่าฮาเลลูยาพยากูอากูบ่าဒီမှာရှိနေတဲ့ငွေရေးကြေးပိုက်ဆံအဖြစ်တော့တကယ်အခုချိန်မှာတက်ချက်မှာဆိုလို့စင်1500လောက်တကယ်ကွာတယ်ကွာမကွာပဲတအားကွာတယ်ငွေလဲနှုန်းလဲကွာတယ်ငွေရေးကြေးအဖြစ်စဉ်းစားတော့ဒီမှာနေတာပျော်ရွှင်စရာတွေအမျိုးမျိုးရှိတယ်ဒါမဲ့ဒီလိုမျိုးတစ်ခါတလေကျွန်တော်တို့စိတ်အားငယ်တဲ့အချိန်မှာအမျိုးမျိုးသောဒုက္ခကြုံတဲ့အချိန်မှာစိတ်ထဲမှာမတွေးတင်တဲ့အရာတွေမစင်စားတင်တဲ့အရာတွေစင်စားတတ်တယ်နော်လို့ဆိုတာဟုတ်တယ်နော်အဲ့ဒီချိန်မှာကျွန်တော်တို့ဒီစင်စားတာနဲ့ကျွန်တော်အတွက်အတင်းတော်အတွက်ဘာအကျိုးရှိလဲကျွန်တော်ဒီနေ့ဖျားခင်ဒီအရာဟာစာတန်နောက်ဆက်ချင်းဖြစ်တယ်ဆိုပြီးယေရှုကိုအားကိုးပြီးမှဆူတောင်းကြပါကျွန်တော်ကိုအားပေးချင်တယ်အများတို့ဖယားကိုမအားကိုးပဲနဲ့ဟိုတွေးဒီတွေးစိတ်ဓာတ်ကြပေမဲ့ဘာမှလုပ်နိုင်တာမရှိဘူးဒါကြောင့်မို့ဒီလောကမှာကျွန်တော်တို့ဖယားတခင်နဲ့တာယေရှုကြောင့်သာအသက်ရှင်မယ်ယေရှုကြောင့်သာကျွန်တော်တို့အလုံးလုံးမယ်မိသားစုမှာပဲဖြစ်ဖြစ်ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ဆိုရင်ယေရှုပဲနော်ဖယားတခင်ရဲ့အလိုတော်တိုက်အသက်ရှင်ဖို့ပဲအဲ့ဒီအပဲအရေးကြီးဆုံးဖြစ်တယ်ကျွန်တော်အခု3လလောက်ရှိသွားပြီ USA ရောက်တာ USA ရောက်တော့တချို့တော့သူတွေမြန်မာပြည်မှာမကောင်းတဲ့လူအရက်တော့မကောင်းဘူးပေါ့နော်ဖဲလဲအမျိုးမျိုးလုပ်နိုင်လုပ်တတ်တဲ့လူက USA ရောက်တော့တကယ်ပြောင်းလဲပြီးမှပြီးခံချင်းလဲအာတန်လဲဖယားကြောင့်တက်တာလဲတကယ်ပဲခွန်အားရတယ်ပြောင်းလဲတဲ့လူအများကြီးရှိတယ်ဒါပေမဲ့ဟိုကနေလူကောင်းနေ USA ရောက်တော့မကောင်းတဲ့လူလည်းအများကြီးရှိပြန်ဟောဒါကြောင့်မို့ဒီဟာနောက်ကိုကျွန်တော်စဉ်းစားတဲ့ခါကျတော့မြန်မာပြည်ရောက်တဲ့ခါကျွန်တော်တင်တန်းပေးဖို့အများကြီးမြန်မာပြည်လူရှိတယ်ဒီမှာတော့မပေးရဘူးတင်တန်းမပေးရဘူးဆရာကြီးတွေဆရာမကြီးတွေဆိုတော့မပေးရဘူးဒါကြောင့်မို့ကျွန်တော်အဲ့ဒီဟာပြောတဲ့ခါကျတော့နိုင်ရှင်ပါကိုယ့်အသက်တာကဘယ်နေရာမှာရှိတယ်လဲအလယ်မှာရှိတယ်လားဒီကိုရောက်မှပြောင်းလဲတဲ့လူဖြစ်တယ်လားဒီကိုရောက်မှ backslide နောက်မှကြံခဲ့တဲ့လူဖြစ်လားကျွန်တော်အသက်တာအလယ်မှာရှိလားဆိုတာစမ်းစစ်ကြပါကျွန်တော်အဖြေတော့မပေးရပါဘူးနော်မပေးရဘူးဒါနဲ့ကျွန်တော်ပေးရတာကဒီနေ့ကျွန်တော်တို့အသက်တာကယေရှုဖျားတကယ်အလိုတော်တဲ့အသက်ရှင်ပါဆိုပြီးကျွန်တော်အဖြေပေးရတယ်အရောက်တိုင်းတော့ဖျားတင်ကောင်းချီးပေးပါစေအာမင်ကျွန်တော်တို့မလွယ်ဘူးဒီမှာလည်းမလွယ်ဘူးအလုံးလုံးတာပဲမလွယ်ဘူး first tip ဆိုရင်လေဆိုတော့ရတယ်ပြန်တော့မင်းမတလေးဒီအိမ်မှာမင်းမအိမ်မှာရှိတယ်ကလေးအိမ်မှာရှိတယ်စိတ်မချအမျိုးမျိုးစိတ်ဒုက္ခရောက်တာလည်းရှိနိုင်တယ်ကျွန်တော်တငယ်ချင်းဆိုတရက်မှာ24နာရီရှိတယ်သူကတော့28နာရီလောက်ရှိမယ်တင်တယ်ပုံကရဝတ်ကလေးဒီကောင်းလားမင်းမအိမ်မှာရှိလားအမျိုးမျိုးစဉ်းစားเสียရှိတယ်နော်ဒါကြောင့်ဒီလိုလောကတန်တရားလဲနေတဲ့အချိန်မှာကျွန်တော်မိသားစုကျွန်တော်ယနေ့ကျွန်တော်တာသမီကျွန်တော်မိသားစုကျွန်တော်အတင်းတော်ကဖယားတခင်နဲ့အတူတွာလာတော်မိသားစုဖြစ်ဖို့အရေးကြီးတယ်ဖယားတခင်ကကျွန်တော်တို့ကိုဒီလောကမှာရွေးနှုတ်ခြင်းတာဘာကြောင့်ရွေးနှုတ်လဲဆိုလို့ရှိရင်သူ့ရဲ့တည်င်းကောင်းဝင်ငါဖို့ကျွန်တော်တို့ကိုရွေးနှုတ်တာဖြစ်တယ်ဖယားတခင်နားလည်နိုင်တော့ဉာဏ်ပညာပွားပေးပါနံပါတ်1အနေနဲ့ကျွန်တော်တို့အသက်တာကစုတောင်းတော့အသက်တာဖြစ်ဖို့ဘုရားတရားလိုရှိတယ်။ဒါကြောင့်ကျွန်တော်တို့ဒီကနေ့ကျွန်တော်ဟောဆရာအများကြီးကျွန်တော်ရှိတယ်နှခါတော့ဟောမယ်တော့ကျွန်တော်စဉ်းစားတော့အခုကျွန်တော်တခုပြောချင်တာကကျွန်တော်တို့ဒီအသက်တာမှာဆိုလို့ရှိရင်ဘုရားရဲ့အလိုတော်အတိုင်းအသက်ရှင်ဖို့ဘယ်လိုအသက်ရှင်မလဲဆိုတာခုနကအကြောင်းသားတဲ့ဆရာနဲ့နိုင်ရှင်တယ်လို့ခမရရွေးပိုက်ခွင့်ရှိတယ်ဖယားတကယ်ရွေးပိုက်ခွင့်ခမရရှင်မှာပေးတယ်ကျွန်တော်အလုပ်မြာတော့အလုပ်ပင်ပန်းတော့ကျန်းစာမဖတ်နိုင်တော့ဘူးစုမတောင်းနိုင်တော့ဘူးမန်ဒေဒါပေမဲ့ဒီလိုမျိုးမလုပ်ပါနဲ့စုတောင်းမဲ့အချင်းကိုဘယ်တော့ပဲဖြစ်ဖြစ်ကျွန်တော်တငယ်ချင်းရဲ့အဖေကအခုထိအရက်တောက်တယ်အခုထိအရက်တောက်တယ်သူတို့အတင်းတော်မှာအခုထိအလူငွေအများဆုံးပေးတဲ့လူဖြစ်တယ်ဒါပေမဲ့တငယ်ချင်းကသူ့အဖေ
치조라 가꾸시데 냐에 칸 냐에데 칭마 에칸니마 벨라베 따따 무무 두가 아쿠지 저노 아테 레세 시비데 따카마 에데 칭마 수마 동메 마 에부 아쿠지 에메 칭마 수 동네 저노로 아테 따 아예 따로 마 꽁네 야 로로 마 사이무 수 동야메 jansa phayame edia ching ko ro chono ro ne sai de yu me la ma yu bu la a ching pe me la ma pe bu la a ching ma ya bu ma pyo yin a ching ma ya bu a ching kong twa me ma phat bu ma tong bu da me ma ya de a ching ko kham ya yu pi ma phat ba su tong ba da ma phya thi nga kham ya ko kong ji pe ma phit de phya ta thi ya tu si min si kan si de bo long kan me su lo sin si min si kan si de kham ya bla be to dai lu ji si kan phau pet de su bo bla be tun kham ya ta yaw the be tua pi ma men up pi ma go tun le dai lu ji khaya mo pi ma chu so bi go pe ma mo bu tu si min si kan si de kham ya go tun ma se go the ma go pantama le ma phan mi go twa de da me ho wa ni la ra ka men up phit bi le lu chun bi le kham ya ta yaw the be mo bo long yu to ro go tun da ma sai lo ko ma ya tu si min si kan a kai go tun ma go so da a ti ma pyu nai la da chmo chuno ro a tet ta ma le phaya ta ki na to si min si kan chuno ro tha nai ma jan sa phat de chin su tong de chin pi ma phaya ta ki di chin pi ba so da pyo ma ma ho bu Hamia Jonoga, Pima, Edia Chingo, Yama Pide, Najamu Jono, a Chelepo, a page in there, Jonoro Atindo, Jonoro Mitasu, Tote Po, Jonoro Atindo, Silong Po, Jonoro Mitasu, Piosun Posun, Ba Yiji, Sutong Yiji, Sutong to Atindo, Sutong to Mitasuka, Tote Chituare, Mitasu Atindo Pide. 但心多为人多，啊老老钱多食，但心多为人多咧，老他们也是钱的，第二点多嘛，说老实，他们也数当不如嘞，数嘛当咩呢？但心多为人多，个啊点多天嘛，啊老老嘛冇好，米大数天嘛，啊老老嘛冇好，那就冇，但心多为人多嘅，老项目，但心多为人多咧，啊都就攞到多啲。 都得鋪，基礎鋪路前的水，蘇當吧，江沙不吧，所以就攞半阿比路那片的，然後江沙特股就攞標準發展那個沙蘭東石股沒有到沙蘭那麼，個阿木亞股，頭落皮亞內壓落，個羅股個沙羅，都標連是羅木米，個阿木亞股，頭落皮亞內壓落，阿公木阿爹，所以累咧喏，累喏。 哦，佢有啲人做你嘛講冇，做你講嘅算，阿母都話得包運咩，得難得啦包運咩，阿嚟嘅佢有啲件事嘛，累咧，阿打累咧，打邊咩細那種阿公龍，做咯阿表冇阿爺阿龍，得嘅細那種阿做咩阿婆嘛累冇，不實打阿打，阿點到嘛是為咗嘅。 ko niyan binya ko ami ma piu ya bu kaya ta kin si ma chonoro luji ri phit de so bia lo da da me si wei lo da kha ko idea ri be thwit kong na le meeting ma le no da myo si de da chmo a lo at me chono phaya ki atut pi sat de ba sat pi sat da apio lo de no le tui ma lo bu di ma sia pasta ka di ma u song ne de tu ko ji yin kunaปีดาเปียวตลอดพิมตู้ก็จีนทำยังไงตู้เย่อาเนเช็ดมินเด็กค่ะอ๋อดีลูกมาเกี่ยดีลูกเปียวปุ๊อเมียอีสิกองสิเลยมั้ยแต่เมื่อตู้เนี่ยมาเนี่ยจีตู้ลูกตาวัดเราลูกไหนมั้ยล่ะสุดท้ายเนี่ยจินสาเสียสิเด้จนเนาะอูเล่ก็district chairman บ่เนาะแต่ดิมเนี่ยชิลปีเนี่ยมาอาคูเราส่งตัวบีเนาะ เป็นสิ่งที่จริงมาเมียมาเปียตัว GS ลบระบบเนาะลบเด็ดตู้ตองพอมาขยี้ช่วยเด็กค่ะชินเด็ดตาปีนบ้านเด็ดสุดมินตะกองไว้เด็ดมินตะกองตัวชีพีมา gospel ตัวละอาทิตย์เนาะตัวเนเล่ระบบจริงมามินอุซีแต่ยาวซีเด็ดมินเจ้าแต่ยาวบ่เนาะตัวเย่เป็นโลคอมมาเลยกูยานเนาะแต่ยาวซีเด็ด
เสียกันดิโลแล้วดาสวิตัวเนี่ยจะดีเบจีฟีมาทินเตระดาเมตุโกevangelist คันเดปาสตาโลเดขาจารโอ้ตัวจนโอเสียจีดีนาวไลเดเชงมาตูโรโกทินเตระဒီလိုပြောတယ်ကျွန်တော်ကိုယ်တိုင်လုပ်တဲ့ခါကျတော့မလွယ်ပါလားကျွန်တော်ဘာမှမမှန်တိတယ်ဒီလိုပဲကျွန်တော်တို့ရှေ့အသက်တာကိုဒီလိုကြည့်ရင်အားကိုထိုက်တဲ့အရာအများကြီးရှိတယ်လို့မပြီးဆုံးတဲ့အရာလဲရှိပေါင်းရှိလိမ့်မယ်ဒါပေမဲ့မပြီးဆုံးတဲ့နေရာမှာသူ့ကိုပူနေကြပါဟာလေလုယာနောက်ကနေပံ့ပိုးကြပါလူဆိုတာပြီးဆုံးသူမရှိဘူးဒါကြောင့်ပံ့ပိုးကြပါကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ဒီအသက်တာတကယ်ဘုရားသခင်စီမှာလုံးအတ်နန်ရမယ်နော်ဘုရားသခင်ကိုကိုးစားရမယ်ဘုရားသခင်စီမှာကိုးစားပြီးသူ့ကိုခိုလုံတော့သူကျွန်တော်မင်းတို့မှာကြောင်းတက်တဲ့အချိန်မှာတကယ်ပါစတာရှိတယ်သူပါစတာရဲ့ဇနီးရဲ့သားကလေးတယောက်ရှိတယ်သူတို့တကယ်ဆူတောင်းလာတဲ့မိသားစုဘုရားကြောင့်လည်းအမှန်တက်တယ်သူတို့တကယ်ဘုရားသခင်ကိုကိုးကွယ်တယ်ခိုလုံကိုးစားတဲ့မိသားစုဖြစ်တယ်တရက်မှာတော့ကျွန်တော်တို့ကျောင်းမှာဆိုလို့ရှိရင် first semester မှာစာမျိုးဝယ်ပြီးဆယ်ရက်ကြောင်းပေးတယ်ပေါ့နော်ဆယ်ရက်ကြောင်းပေးတဲ့အချိန်မှာ outreach တွားခိုင်းတယ် outreach တွားတဲ့အချိန်မှာပါစတာကဆုံးသွားတော့သူ့အမျိုးသမီးပါစတာကတော့ကဆူတောင်းတယ်ငိုတယ်အိုးကျွန်တော်ပါစတာအမျိုးသားဆုံးသွားပြီကျွန်တော်ဒီပါစတာကွာတာကနေနလအပြီးမှထွက်ရတော့မယ်ဘယ်ကိုသွားမလဲဘယ်နေရာမှာနေမလဲဆူတောင်းတယ်ငိုတယ်မိမခွန်းတယ်ဒါဆူတောင်းတယ်ဒါပြီးတော့ကျွန်တော်ကအစစားဖို့ဘာမှမရှိပေမဲ့ကျွန်တော်အစားဆောင်ဆူတောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်ကလေးနှစ်သားအရွယ်ကကျွန်တော်လိုခန္ဓာရည်ရှိမှာမဟုတ်ဘူးသူကဘာစားမလဲသူငိုကြွေးမှာကျွန်တော်ကလေးငိုမှာဆိုကြတော့အမျိုးဒုက္ခခံပြီးမှဆူတောင်းတယ်ဒီပါစတာမီသားစုပါစတာကတော့ကတကယ်ဘုရားကိုကိုလုံးကိုးစားတဲ့ဘုရားသခင်ကိုပဲအားကိုးတဲ့မိသားစုဖြစ်တယ်ဒါပဲဘုရားသခင်သူတို့ကဆူတောင်းတန်ကိုနားညောင်းပြီးမှအဲ့ဒီပါစတာကွာတာကနေထွက်ရတဲ့အချိန်မှာသူတို့ပြန်မာနေရလဲဆိုလို့ရှိရင်တထေးအိမ်မှာအလုတ်တမအဖြစ်ပေါ့နော်အဝတ်စော်ဖို့ခမင်းချက်ဖို့ကြံတိုက်ဖို့အမျိုးတထေးမှာအလုတ်တမအဖြစ်တွားနေရတယ်ပေါ့နော်သူတို့တွားနေရတော့အဲ့ဒီကနေသူကလေးလေးကြီးပြင်းလာတဲ့ဆယ်ကနေအောင်တဲ့ဘွေတွေရတဲ့ခါကျတော့အဲ့ဒီဘုရားသခင်ကသူတို့ကိုကောင်းချီးပေးတဲ့ကိုကလေးကိုကြောင်းသွားမဲ့အချိန်မှာအမေကခေါင်းပေါ်မှာလက်တင်ပြီးမှဆုတောင်းပေးတယ်ကျောင်းကနေပြန်လာလဲခေါင်းပေါ်လက်တင်ပြီးမှချီးယူတော့ချီးမွမ်းပေးဒီတိုင်းနဲ့ဘုရားကိုပဲကိုလုံကိုစားတဲ့ပါစတာမီတာစုပါစတာကတော့ဖြစ်တယ်ဘုရားတကယ်ကောင်းချီးပေးတဲ့သူ့သားကိုလည်းဘွေရတဲ့ခါကျတော့ဤကိုချီးပွေလိုက်နဲ့ဘွေရတယ်သူတထေးကလည်းအသက်ကြီးလာတယ်တထေးကတော့လည်းအသက်ကြီးလာတယ်အော်ဒီလူငယ်လေးကိုကျွန်တော်တို့ပြုစုပြောထောင်မယ်လမ်းပြမယ်ဆိုလို့ရှိရင်တိုးတက်နိုင်တော့ကလေးဖြစ်တယ်ဆိုပြီးသူတို့တည်တဲ့ခါကျတော့ဒီကလေးကိုချီးပွေလိုက်မှသူတို့ဦးဆောင်ပြီးမှဟိုတွားတဲ့ချိန်မှာလည်းအတူတွားသူတို့ကိုလမ်းပြပြီးမှနောက်ပိုင်းမှာသူများတွေတရားမြတ်တဲ့ခါဒီကလေးကကြီးလာတယ်ဆိုတော့ချီးပွေလိုက်နဲ့အောင်တယ်ဆိုတော့သူများတွေတရားမြတ်သူက200 300အများကြီးသူကမြတ်တယ်အမြတ်ရခဲ့တယ်ကျွန်တော်ဒီဟာပြောချင်တာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့မယုံကြည်သောသူများနဲ့အလုံးလုံးတဲ့ချိန်မှာလဲဘုရားသခင်ကယုံကြည်သောသူကအမျိုးသောလက္ခဏာနဲ့ကျွန်တော်တို့ကိုလမ်းပြနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဘာပဲလုပ်ဘေကိုပဲသွားတော့ဘုရားသခင်ကိုတာကိုလုံးကိုးစားပါဘုရားသခင်ကခမရရဲ့တွားမဲ့လမ်းကိုဖြောင့်စေတယ်ဘာလို့မလဲဆိုတာဘုရားသခင်ကအောင်မြင်ခြင်းပေးနိုင်တယ်စိတ်ဓာတ်မကြပါနဲ့ဘုရားကိုပဲဆုတောင်းပါကျွန်တော်ပင်ပန်းတယ်အချိန်မရှိဘူးမလုပ်ပါနဲ့အချိန်မရှိဘဲနဲ့ဆုတောင်းကျမ်းစာဖတ်တဲ့အရာကိုမှဘုရားသခင်ကအလိုအဆုအလိပဆုံးပြတယ်ခမရအချိန်ပေးနိုင်ပြီးကျမ်းစာဖတ်ဆုတောင်းတဲ့အရာတွေမရှိတဲ့ကြားတဲ့ကမို့ဆိုးမရဲ့အလူငွေတပြားလေးကဘုရားသခင်အတိမတ်ပြုတယ်ခမရအချိန်မရတဲ့ကြားတဲ့ကနေဘုရားသခင်မှာทานมาพยาธิทานมาสิ่งนั้นเราจุนในสู่ตองในสัพพยาธิกันนานยาวเลยขมิยาโตโลตันโลปิญญาชีโลอาเชงปีไหนโลขมิยาใจตโลอาเชงตรงโลดีหาบุพยาธิเนี้ยโลชินาโมหูขมิยามาโตรามาตัดอาเชงมายาเรเจียเทกันนี่ตู้โกเส้นนั้นเราอาจุนแม่อู้ตู้โกโกซาปีตู้โกโคลงเนี่ยเส้นตัวอาเชงอาจุนชินาพิเดดูกันนี่
ကျွန်တော်ရှူစီဆိုင်ပထမအချိန်ရှူစီအကြောင်းပြန်ပြောမယ်ဆိုတော့ပြောစရာများပဲเนาะပထမအချိန်တွားတဲ့အချိန်မှာဘာမှဆိုင်ဝတ်ပါစတာကဆိုင်လက်စားကပ်ပြီးတော့ဟာဟိုပါလားဆိုပြပြင်ကနေကြည့်တော့哦，谁呀？奇迹这样，我想谁呀？你呀，公平呐，真的，公平呐，啊，好比，哟，真的，US 嘛要平个那个，苏西谁呀？苏西马路人家 boss 呗，是啦，真的这样的，但是咯，真的，pasta 嘞皮的，苏西嘞肉嘞，是咯，哦，我想的肉个，都谁嘞？真的，我一个你面那嘞，你啥呗别到，那蛤蟆嘛对不灵，你啥嘞拿着哦。con ba lên lấy sao lên control là ba lên thế nào tôi lấy đó ha đi eka taya ni ba che de chian de di tai chi ka u xiang o sa phim ne so ro yin su na ma phim ho me hallelujah kong chi pe de yin su na ma phim so do am le a the yauk da ne ho ma ho sai di sai ba sa ya me le so da le na min ma ti di lo ha a ti ta lo ne di lo cho nó ko ta ke ho phim ma so ro cho nó le di lo chi da le ma ti yang sang da cho nó le ma hong me de sun na me le ma ti u so ro le ma po se chin lo di ya tong na so ye ti ta lo ne ni na cho sai chi yauk de ka cho ta keพยาธิเจยูเราบอกชีมวันเดโอ้จนเราตีดีจนเราพยาธิโคลงโกซาเดปาสตาดีพยาธิเนี่ยลูเราแต่เดสินเดจนเราลูเรียมีมาเปียลูเรียดิลูมิโอเนียมาตูตะบ้านเนี่ยยิมองตันอโลลงไหนเดสุบิตีเดมินเดค่ะโอ้พยาธิสิมาเจยูเราชีมวันเดดาจังมุดีกันใส่สินใส่ไปสินดีเลยตีนตัวตีนตาดีเลยကိုရှာမာရူမီတာစုကဒီလိုလုံနိုင်တယ်ဒီလိုကောင်းကြီးခံစားတယ်ဆိုတော့အရာမြင်တဲ့အချိန်မှာဟိုမနာလို့စိတ်မဟုတ်ပဲနဲ့ကျွန်တော်နောက်ကနေဘယ်လိုကိုနီပန်ပိုးနိုင်မလဲဖယားသခင်စီမှာကြည်ယူတော့အတူတကွအမြဲတမ်းချီးမွမ်းပေးပါခင်ဗျားတို့ချီးမွမ်းလေဖယားသခင်ကသူတို့ကိုကောင်းချီးပေးလေအမျိုးတို့ဒုက္ခရောက်တဲ့အချိန်မှာသူတို့ကဟိုကူညီနိုင်မှာဖြစ်တယ်အကူညီလိုတာဆိုတော့ကူညီမယ်ဆိုတာကျွန်တော်ပြောတာမဟုတ်ဘူးเนาะဒါပေမဲ့လူဆိုတာကိုရည်တလက်ငိုတလက်ဖြစ်တယ်လောကမှာကိုဒုက္ခခံတဲ့အချိန်မှာဆရာကြီးကူညီကျွန်တော်ကောင်းစားတဲ့အချိန်မှာကျွန်တော်လည်းကူညီရမယ်အချိန်ရှိတယ်ဒီလိုမျိုးပဲကိုဆရာတွေကိုတင်းတူတင်းသားတွေချီလုံးချီအားဖြင့်ကျန်စာပတ်စုတောင်းပြီးမှချစ်ချင်းမေတ္တာနဲ့အသက်ရှင်နေဆိုလို့ရှိရင်ဒီအတင်းတော့ဒီမိသားစုကကောင်းချီးခံစားပါဖြစ်တယ်။အကြောင်းဖယားသခင်ကိုမမေ့ပဲဖယားသခင်ကိုဘလောက်ပဲဖယားသခင်ဆုတောင်းတာမနာညာတေးပေမဲ့သူ့ကိုခုလုံးကိုစားကြပါ။သူ့ကိုမမေ့ပါနဲ့ဖယားသခင်ကကျွန်တော်တို့ကိုမမေ့ဘူး။ကျွန်တော်တို့ကသူ့ကိုပဲမေ့တာနော်။လူတွေကဘလောက်ဆိုးတယ်လေနော်။ကျွန်တော်တို့ကိုဘုရားကမမေ့ဘူးဒါပေမဲ့ခမည်းကဘုရားကိုမေ့တာအဲ့ဒါကြောင့်ဘုရားတခင်ကမမေ့ဘူးဆိုတာသိတယ်ဆိုရင်သူ့ရှင်မှာခိုးလုံးပါသူ့ကိုအားကိုးပါဆိုတာကျွန်တော်ပြောလို့တာဖြစ်တယ်ဒီမိသားစုလည်းနောက်ဆုံးအင်္ဂါဘဝနေတဲ့ဘဝကနေဘုရားတခင်ကသူ့သားကိုကောင်းချီးပေးတယ်သူ့အမေကိုလည်းကောင်းချီးပေးဆုတောင်းတာကိုနားညောင်းပြီးမှဒီအင်ကြီးကိုနောက်ပိုင်းသူတို့အင်္ဂါဘဝကနေအင်ရှင်ဘဝအထိဘုရားကချီးမြှောက်တယ်ဒီကနေ့ဒီနေရာမှာအိမ်မရှိတဲ့လူရှိသေးလားကားမရှိတဲ့လူရှိသေးလားကျွန်တော်တို့ဘုရားသခင်စီမှာဆုတောင်းကြရအောင်ဘုရားသခင်ကတည်ရဲ့လိုအပ်တာတည်တယ်ဒီအကူထံဒီအကူပေါကကားမရှိသေးဘူးအိမ်မရှိသေးဘူးဘုရားသခင်ကတည်တယ်သူ့အလိုတော်ရှိတဲ့အချိန်မှာခမည်းဆုတောင်းသူ့ကိုပဲအားကိုးမယ်ဆိုရင်သူ့အချိန်တန်ခမည်းအတွက်အိမ်ပေးမှာကားပေးမှာအရာခတ်တဲ့ကိုဖန်ဆင်းတဲ့ပိုင်တာတဲ့ဖယားဖြစ်တယ်။ဒါကြောင့်စိတ်ဓာတ်မကြပါနဲ့။ဖယားကိုကိုလုံးပါဆိုပြီးကျွန်တော်ပြောလို့တာဖြစ်တယ်။နောက်ပြီးတော့ကျွန်တော်တို့တုတ်တန်တုံးတုတ်တန်ခါကြီးတုံးမှာကျွန်တော်တို့ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုစားလို့ကိုညံကိုအပြီးမပြုတ်နဲ့ကျွန်တော်ပြောလို့တယ်။နောက်ဆုံးမှာကျွန်တော်ပြောချင်တယ်ကျွန်တော်တို့အသက်တာမှာဖယားသခင်ကိုကိုစားမယ်ကိုညံကိုအပြီးမပြုတ်ပဲနဲ့စိတ်နှလုံးအကျွမ်းမဲ့
သူ့ကိုကိုစားဖို့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ကျမ်းစာထဲမှာကြည့်မယ်ဆိုလို့ရှိရင်ဣသရေလလူမျိုးဟာဆိုလို့ရှိရင်ဖယားသခင်ကပေးတဲ့လူမျိုးဖြစ်တယ်ကောင်းချီးပေးတဲ့လူမျိုးဖြစ်တယ်သူတည်င်းကောင်းကိုပြန်လဲဝေငှဖို့အတွက်ဖယားသခင်ခွဲခံထားတဲ့ဣသရေလလူမျိုးဖြစ်တယ်ကျွန်တော်တို့တည်ပြီးသားဖြစ်တယ်ဒါပေမဲ့ဣသရေလလူမျိုးတွေကနောက်ဆုံးမှာဖယားသခင်ကောင်းချီးခံစားလို့တဲ့ခါကျတော့လူအင်အားတွေများလာတယ်သူတို့စီးပွားရေးတွေတက်လာတယ်အတတ်ပညာတိပညာပစ္စည်းဥစ္စာဟောတွေဝချမ်းသာမှုကိုအားကိုးပြီးမှဘုရားသခင်ကိုမေ့သွားတဲ့အခါဘုရားသခင်ကသူတို့နဲ့အတူမရှိတော့ဘူးဘုရားသခင်ကောင်းကြီးနဲ့သူတို့ပျော်မွေ့တယ်ဒါပေမဲ့နောက်ပိုင်းမှာဘုရားသခင်ကိုပြန်ပြီးတော့ကိုလုံးကိုစားတဲ့အချိန်မှာဘုရားသခင်ကသူတို့နဲ့အတူပါစီပြီးဆက်လက်ပြီးကောင်းကြီးပေးတယ်တိုက်ပွဲတိုင်းမှာလည်းအောင်မြင်ခြင်းပေးတယ်ကျွန်တော်ဒီနေ့ကိုအားပေးခြင်းနဲ့နောက်ဆုံးအနေနဲ့ကျွန်တော်ကိုအားပေးခြင်းနဲ့ကျွန်တော်တို့အသက်တာဒီကနေ့ကျမ်းစာထဲမှာကိုလက်နဲ့မဆောက်တဲ့အိမ်ကောင်းမှနေရမယ်ဆိုတာဒီမှာရှိတဲ့ယုံကြည်သူတွေဖြစ်တယ်အခုအိမ်ဝယ်တယ်အိမ်ကခမရဆောက်ထားတာလားစဉ်းစားကြည့်အပတ်မင်းမှနေတယ်ဒီအပတ်မင်းကခမရဆောက်ထားတဲ့အိမ်လားစဉ်းစားကြည့်ကျန်းစာဘလောက်မှလဲကိုလက်နဲ့မဆောက်တဲ့အိမ်ကောင်းမှနေရမယ်အများတဲ့ကောင်းကြီးခံစားတယ်အတင်းတူတင်းသားတွေနေရာကောင်မောင်မအားလုံးတကယ်ကောင်းကြီးခံစားတယ်ကျွန်တော်တို့ဒီလိုမျိုးရောက်ရှိနိုင်ဖို့ပါဆိုလို့ရှိရင်အမေအဖေတွေကတော့တောင်ပွားနေတတိမြို့နယ်ကလည်းရှိမယ်ဖလားမြို့နယ်လည်းရှိမယ်ဟာကမြို့နယ်ကနေလာကြမှာတောင်ရခုတ်ပြီးမှတနစ်လုံးတဲ့အစားအစာကိုကျွန်တော်တို့တနစ်မဖူလုံနိုင်ဘူးအမေအဖေတွေကမိုးထဲလေထဲနေပူအောက်မှာမိုးအောက်မှာတောင်ရခုတ်ပြီးမှအလုံးလုံးတာတနစ်ကျွန်တော်တို့မဖူလုံနိုင်ဘူးကျွန်တော်တို့အမေအဖေတွေကမိရီမိကိုတဲ့ဆူတောင်းနေအစားရှောင်နေတမီတာ USA ရောက်နိုင်ဖို့မလေးရှားမှာဒုက္ခမျိုးမျိုးကြုံတယ်အဲ့ဒီကနေလွတ်မြောက်ပြီး USA ရောက်နိုင်ဖို့ဆိုပြီးအမေရာဆရာရှောင်းရဲ့အမေဆိုကျွန်တော်နဲ့တကယ်ခိကြိုက်တယ်သူလည်းဖယားမှာအားတန်တယ်သူကအခုမျိုးတကုံမှာဆိုရင်ဆူတောင်းအဖွဲ့မှာလည်းပါဝင်တယ်ကျွန်တော်လည်းမျိုးဆွေပီတာမှာပါဝင်တော့ကြုံရဲဆိုတော့ကျွန်တော်တို့ကစကားလည်းတိတ်နားမလဲကြောက်ဒါပေမဲ့အားတန်းပေါ့Pentecost ရောက်နေတယ်သူလည်းPentecost နေ့မှာဆိုလို့ရှိရင်သူကလည်းဖလမ်းစကားပြောသူကလည်းဟာလို့ကျွန်တော်တက်တယ်လို့သူကလည်းဗမာလို့ဒါပေမဲ့အတိတ်ပဲကြည့်ကြတယ်ဆိုတဲ့တော့နော်သူကလည်းဖလမ်းပြောတာအားလည်းပါလည်းပြောတာကျွန်တော်လည်းနားမလဲဟုတ်ဒါပေမဲ့ဟုတ်တယ်ဆိုပြီးအားပေးလိုက်တာဒါပေမဲ့ပန်းတိုင်ကိုကတော့အတူတူပဲဘာလဲဆိုရင်ဖယားကြောင့်နော်ဖယားကြောင့်ကိုကျွန်တော်တို့သူနဲ့ကိုကအတူတူကျွန်တော်ဒါကြောင့်ကျွန်တော်တို့အမေဖေတွေကတားသမီးတွေဒီနေရာကိုရောက်ရှိနိုင်ဖို့အစာရှောင်ဆူတောင်းတယ်နော်မိရင်မိကွနဲ့ဆူတောင်းပေးတယ်နော်ကျွန်တော်တို့တော်လို့တတ်လို့ဒီနေရာကိုရောက်တယ်ဆိုပြီးမာနမကြီးကြပါနဲ့ဣသရေလလူမျိုးတွေကိုဖယားသခင်ကဒဏ်ပေးတယ်လို့မျိုးဒဏ်ပေးမှာဒါကြောင့်ကျွန်တော်တို့အသက်တာဖယားသခင်ကြောင့်တာယေရှုကြောင့်တာကျွန်တော်ဒီနေရာရောက်တယ်ယေရှုကြောင့်တာကျွန်တော်ကောင်းကြီးခံစားတယ်ဆိုပြီးခံစားရတဲ့ကောင်းကြီးမင်္ဂလာပေါ်မှာအမေရကျေးဇူးတော်ချီးမွမ်းပါကျွန်တော်အားပေးခြင်းနဲ့စိတ်တိုင်းမကြနဲ့ခမရပါလို့လေစတီးမရသေးဘူးစူတောင်းပါကျွန်တော်လာတယ် USA ရောက်ဖို့လွယ်လေးနဲ့လာလို့ရတာမဟုတ်ဘူးတရက်မှာလူ100လောက် USA ဗီဇာဝင်ရတယ်ကျွန်တော်ဝင်တဲ့အခါကျတော့ဒီဖက်မှာမီရှောပါဒီဖက်မှာနည်းနည်းကောင်းတယ်ကျွန်တော်ဒီဖက်ကြမှာအရှင်လိုက်ဝင်ဒီဖက်ကြမှာသူကိုအကြိုင်နေတာမဟုတ်မကားရမီကွန်မီရာဟောကျွန်တော်ဒီဖက်ကြမှာဒီမှာတော့ကျွန်တော်လေးဒီဖက်ရောက်မှာဒါမဲ့ဖယားရဲ့ကျွန်တော်ကိုနေပေါင်းဆိုပြီးဆူတောင်းနေအထဲမှာဗီဇာအိမ်ထဲမှာဒီဖက်ကအကြာကြီးမင်းဟိုမေးဒီမေးအဲ့ဒီမေးတဲ့အချိန်မှာဒီဖက်ဆီယာမကပြီးတော့လေးခေါ်မဲ့ချိန်မှာဒီကနစ်မပြီးသေးတော့အလေးဆိုပြီးကျွန်တော်ပြန်ပြေးလိုက်ဟာလေလုယာဟေးဒီလိုဖယားတခင်ကြောင့်တာကျွန်တော်တို့ဗီဇာရပြီးလာနိုင်တာဖြစ်တယ်စူတောင်းပါအိမ်လိုတယ်လားကားလိုတယ်လား CCTV ပြောခါနေပဲ Citizenship CCTV မိုက်တယ်နော်အင်္ဂလိပ်
US မှာနေတော့အင်္ဂလိပ်အတန်နေနဲ့ထွတ်တော့ CCTV တွေလည်းထွက်လာပြီ CCTV ပြောချင်တာမဟုတ်ပဲ citizenship ပြောချင်လို့ CCTV တောင်ထွက်လာတာ citizenship လိုအပ်တော့သူများစူတောင်းပါကိုလိုအပ်တာဘုရားသခင်တည်တယ်ဒါကြောင့်မို့ကျွန်တော်တို့ Israel လူမျိုးတွေလို့ဘုရားသခင်ကကောင်းကြီးပေးတယ်ဒီကောင်းကြီးကအမေအဖေဒီစူတောင်းတာနေအစာရှောင်စူတောင်းပေးတယ်မိကြီးမခွနဲ့စူတောင်းတာနေဘုရားနာညောင်းပြီးကျွန်တော်တို့ဒီလိုနေနိုင်တာဖြစ်တယ်ဒါကြောင့်မို့ကိုခံစားရတဲ့ကောင်းကြီးမင်္ဂလာပေါ်မှာကျေးဇူးတော်ချီးမွမ်းပါကျွန်တော်အားပေးခြင်းနဲ့ကျေးဇူးတော်ချီးမွမ်းလေလေကောင်းကြီးခံစားလေလေဖြစ်တယ်ဟာလေလုယာအဲ့ချင်းဒီလားအဲ့ချင်းတယ်နော်ဒါကြောင့်မို့ကျွန်တော်တို့အသက်တာမှာဘုရားသခင်ရဲ့ကောင်းကြီးခံစားရတဲ့အပေါ်မှာကျွန်တော်ဒီနေ့ပါစတာရဲ့ကတော့ပြောတဲ့စကားတကယ်စိတ်ထိခိုက်တယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မိသားစုအတွက်ဂျေယူတော်ချီးမွမ်းပေးပါတယ်တကယ်မှန်တယ်သူတို့အိမ်မရှိသေးဘူးကားလည်းနှစီသုံးစီမရှိသေးဘူးဒါပေမဲ့ဂျေယူတော်ချီးမွမ်းပေးပါဆိုတဲ့အတန်ကိုကျွန်တော်ကြားတော့ဘယ်လိုပြောချင်တာလဲဆိုပြီးစိတ်ထဲမှာရှိတဲ့ခါကျတော့ကျွန်တော်ပြန်ပြီးစဉ်းစားတဲ့ခါကျတော့သူတို့မိသားစုကအမှုတော်ဆောင်ရှာတယ်အလုပ်လည်းအရှင်ပြီးတယ်ဒါကြောင့်ဖယားတခင်ကောင်းကြီးပေးတဲ့အရာပေါ်မှာကြီးယူတော်ချီးမွမ်းတတ်တဲ့မိသားစုဖြစ်တယ်ဆရာ family ဖြစ်တယ်ဟာလေလုယာအတူတူဆရာကောင်းတော့ဆရာနဲ့ဆရာမတော်ဖြစ်တယ်ဆိုတာကျွန်တော်ဒီပတ်ကူကဆိုဘာမလို့ဆိုတော့လေတယောက်ဖြစ်မဲ့ပြစုတောင်းပါလို့ပြောတဲ့ဘာမစကားပုံမှာဆိုလို့လေနားကြောင်းနည်းနည်းစူတောင်းပေးတယ်ကျေးဇူးတော်ချီးမွမ်းပေးတယ်တကယ်ခွန်အားရတယ်ဒီနေ့သူတို့အိမ်မှာတော့အကြာကြီးတော့မနေဘူးပေါ့နော်ဆရာတို့အိမ်မှာဒါပေမဲ့ကျွန်တော်ဆရာကတော့ရဲ့ပြောတဲ့အချက်တွေကျွန်တော်နားထဲမှာဝင်တဲ့အခါကျတော့တကယ်ကျေးဇူးတင်တယ်နောက်ပိုင်းကျွန်တော်တို့ဘယ်နေရာပဲရောက်ကျေးဇူးတော်ချီးမွမ်းပေးမယ်စူတောင်းပေးမယ်ဆိုတာစိတ်ထဲမှာကျွန်တော်အမဲတမ်းမှတ်ထားမှာပါဒီကလည်းအမဲတမ်းစူတောင်းပေးကြပါဆိုပြီးကျွန်တော်ပြောလိုပါတယ်အဲကြောင့်မို့ကျွန်တော်တို့အသက်တာမှာအရှင်ပြေတွေဖြစ်ပါစေခက်ခဲတွေဖြစ်ပါစေဖယားသခင်ကိုသာခိုးလုံကြပါဖယားသခင်ပေးတဲ့ကောင်းချီးမင်္ဂလာပေါ်မှာကျေးဇူးတော်အမြဲတမ်းချီးမွမ်းကြပါကျွန်တော်ဟောသွားတဲ့အချက်အားလုံးပေါ်မှာအရောက်တိုင်းအတွက်ဖယားသခင်ကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်